အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီနေ့တုတ်တန်ချမ်းခန်းကြီး6ခန်းငယ်7ခွန်ကိုအခြေပြုပြီးတော့ဖွဲ့ထားတဲ့ကြပြလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်ရွတ်လိုပါတယ်ခေါင်းစဉ်ကစကားပါနှုတ်ဖျားကစီးထွက်စီးချက်မလို့ပဲလူတွေကိုပြိုပြက်အောင်ဖြိုဖျက်နိုင်တာစကားကျွန်တော်နှုတ်ကနေပြီးတော့အလိုလိုစီးထွက်လာတာစကားပါတားစီးလို့လည်းမရပါဘူးပြီးတော့ဒီစကားတွေကကျွန်တော်လူတွေကိုလေပြိုပြက်သွားအောင်ဖြိုဖျက်နိုင်တဲ့အားလည်းရှိပါတယ်မျောလင့်ချက်သုံးဘဝဆုံးလို့ဆွေးပူသူကိုအရေးတယူဖေးကူတိဆောက်ပေးနိုင်တာစကားတချို့လူတွေကငါတော့ဘဝဆုံးပါပြီငါတော့မျောလင့်ချက်မရှိတော့ပါဘူးဆိုပြီးတော့စိတ်ဓာတ်တွေကြားပြီးတော့သူတို့ဘဝပြိုပြက်တယ်လို့ခံစားနေရတဲ့အချိန်မှာကြားလိုက်ရတဲ့စကားကြောင့်အားတွေဖြစ်ပြီးတော့ခွန်အားနဲ့ပြန်ပြီးတော့တက်မှတ်လာနိုင်အောင်တိဆောက်ပေးနိုင်တာလည်းပဲစကားပါပဲဒါလို့ထက်မြားလို့တွက်တားဆီးဖို့ခက်တဲ့တောမီပမာစောစီးစွာမတတ်နိုင်ရင်ဒုက္ခတွေဖြစ်ပြားတစ်စက်လို့ချိုနှုတ်မှုယူစားမှခါတဲ့အာမဖြစ်ပဲပူစရာတွေပွားပြီးခုနာလို့လိုက်စားနိုင်တာစကားတိတ်ကြောက်စရာကောင်းတဲ့စကားပါတိတ်အားကောင်းတဲ့စကားပါဒါလို့ထက်ပါတယ်စကားတွေကပြီးတော့မြားလို့လည်းတွက်ပါတယ်ကျွန်တော်သုံးတဲ့ဓာတ်တွေအားလုံးကထက်တယ်ထက်မှလည်းကြိုက်ပါတယ်ထက်ဖို့လည်းလိုအပ်ပါတယ်ဒီလိုပါပဲကျွန်တော်တို့ပြောတဲ့စကားတွေကလေအဲ့ဒီဓာတ်တွေလိုထက်တယ်ပါတယ်မြားကလည်းပဲအရှိန်အဟုန်နဲ့ target ကိုထိဖို့အတွက်ပြေးပါတယ်ဒီလိုပဲကျွန်တော်တို့စကားတွေကပြစ်လိုက်တဲ့အခါလူတွေနှလုံးသားထဲစီကိုပြေးဝင်သွားပါတယ်နားထဲကနေနှလုံးသားထဲကိုရောက်သွားပါတယ်တိတ်ပြီးတော့တားဆီးဖို့ခက်ပါတယ်အဲ့ဒီလိုတားဆီးဖို့ခက်တဲ့စကားနဲ့တားဆီးဖို့ခက်တဲ့တောမီလိုပါပဲတောမီကလည်းပဲစလောင်တဲ့အချိန်မှာမတားနိုင်ဘူးဆိုလို့ရှိရင်ငြိမ်းမှုအတွက်အမတန်ခက်တယ်လို့ကျွန်တော်ရဲ့စကားကိုမတားဆီးနိုင်ဘူးဆိုဒီစကားတွေကတောမီလိုလောင်ကျွမ်းပြီးတော့အမတန်မှငြိမ်းဖို့တတ်ဖို့ခက်ပါလိမ့်မယ်ပြားတစ်ဆက်လိုခြုံနှိုးမှုယူစားမှခါတဲ့တချို့စကားတွေကချိုးသလိုထင်ရပေမဲ့တကယ်နားထောင်ပြီးစားလိုက်တဲ့အခါမှာအမတန်ခါသက်ပါတယ်မဖြစ်နိုင်ပါဘူးဆိုတော့တချို့ဆိုလို့ရှိရင်ဒီစကားကြောင့်ခုနာကဲ့သို့လိုက်စားပြီးတော့အတွင်းကြီးကြေတက်ကြပါတယ်တိတ်ပြီးတော့ကြောက်စရာကောင်းတဲ့စကားတွေဖြစ်ပါတယ်စဉ်းစားပြီးပြောမှလားပြောပြီးမှစဉ်းစားမှလားစကားဒါကြောင့်ကျွန်တော်စကားပြောကြတဲ့စကားတွေပြောနေတဲ့စကားတွေပြောနိုင်တဲ့စကားတွေစဉ်းစားပြီးမှပြောတဲ့စကားလားတို့ဒီမဟုတ်ပြောပြီးမှစဉ်းစားကြမှလားနေ့စဉ်ကြားရစကားကိုအလှနဲ့သုံးတီကုန်းနာကမူသားမပါလင်္ကာမချောတဲ့နေ့တိုင်းကြားတဲ့စကားတွေထဲမှာမူသားဆိုတဲ့စကားလုံးပါလေးတွေကျွန်တော်တို့ကြားရပါတယ်ပြောကြပါတယ်လူတွေကလည်းပဲမူသားစကားမှာကျင်လည်ဖို့အတွက်မူသားမပါရင်လင်္ကာမချောဘူးလို့ကျွန်တော်တို့ပြောတတ်ကြပါတယ်တကယ်တော့မူသားဆိုတာဘုရားခင်မနစ်သက်တဲ့အရာဖြစ်တယ်ဘုရားခင်ဘုံသောအရာ6ပါးမကဘုရားခင်ဆက်ဆုပ်ယွန်ရှာတော်မူသောအရာ9ပါးဟုမူကားမာန၌ထောင်လာသောမျက်နှာတစ်ပါးမူသား၌ကျင်လည်သောရှာတစ်ပါးလို့ပြောပါတယ်ဘုရားခင်သိပြီးတော့ဆက်ဆုပ်ယွန်ရှာတဲ့အမှုကမူသားစကားဖြစ်ပါတယ်ဒါကြောင့်မူသားစကားဟာဘုရားခင်နှစ်သက်တဲ့စကားမဟုတ်တယ်လို့ကျွန်တော်တို့အားရပါးရနှစ်သက်စွာသုံးဆွဲရမယ့်စကားလည်းမဟုတ်ပါဘူးထာဝရဘုရားဆက်ဆုပ်လူတွေအဖက်မလုပ်တာကလူလိမ့်မြေကြီးနဲ့ကောင်းကင်ဘယ်အိမ်မှာမှမျက်နှာမလှအရှက်ရစရာတက်တက်ဖြစ်လို့မူသားစကားကိုရှောင်ကြစို့ထာဝရဘုရားလည်းမနှစ်သက်တယ်လို့လူတွေအတွက်လည်းအားမဖြစ်တဲ့အတွက်ကြောင့်မူသားစကားပြောခြင်းကနေရှောင်ရှားဖို့အတွက်တုတ်တန်ချံခန်းကြီး6ခန်းငယ်7ခွန်ကိုအခြေပြုပြီးတော့ဒီကြပြလေးနဲ့ခွန်အားပေးလိုပါတယ်အစအဆုံးကျွန်တော်နောက်တစ်ခေါက်ထပ်ဖတ်ပြပါမယ်နှုတ်ဖျားကစီးထွက်စီးချက်မလို့ပဲလူတွေကိုပြိုပြက်အောင်ဖြိုဖျက်နိုင်တာစကားမြုံလင့်ချက်သုံးဘဝဆုံးလို့ဆွေးပူသူကိုအရေးတယူဖေးကူတိဆောက်ပေးနိုင်တာစကားဒါလို့ထက်မြားလို့တွက်တားဆီးဖို့ခက်တဲ့တောမီပမာစောစီးစွာမတတ်နိုင်ရင်ဒုက္ခတွေဖြစ်ပြားတစ်စက်လိုချိုနှိုးမှုယူစားမှခါတဲ့အာမဖြစ်ပဲပူစရာတွေပွားပြီးခုနာလိုလှိုက်စားနိုင်တာစကားစဉ်းစားပြီးမှပြောမှလားပြောပြီးမှစဉ်းစားမှလားစကားနေ့စဉ်ကြားရစကားကိုအလှသုံးတီကုန်းနာကမူသားမပါလင်္ကာမချောတဲ့ထာဝရဘုရားဆက်ဆုပ်လူတွေအဖက်မလုပ်တာလူလိမ်မြေကြီးနဲ့ကောင်းကင်ဘယ်အိမ်မှာမှမျက်နှာမလှအရှက်ရစရာတက်တက်ဖြစ်လို့မူသားစကားကိုရှောင်ကြစို့တုတ်တန်
ကျမ်းခန်းကြီး6ခန်းငယ်19